ကြီးထုတ်ထုတ်လေးနဲ့အရန်စားလို့ကောင်းတဲ့အိမ်လုံးအာလူးလက်လုံးခောက်ဆွဲစွပ်ပြုတ်လုံးနည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားပါဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်။အရင်ဆုံးအာလူးတွေကိုပြုတ်အခွန်ခွာပြီးတော့ငရုတ်စုံထဲမှာအခုလိုမျိုးစီးပိုင်နေအောင်ထောင်းထားပါမယ်။ဒီနေထားလေးရပြီဆိုရင်တော့ဇလုံးတစ်လုံးနဲ့ကိုထည့်မယ်။ကြက်ဥနှလုံးဖောက်ထည့်ပြီးတော့ကော်မုတ်လေးနဲ့သေချာနယ်ပေးပါမယ်။နယ်ရင်းထဲမှာအရင်စီးကပ်နေရင်ကော်မုတ်လေးကိုလူသလိုထည့်ပြီးတော့မှပုံသွင်းလို့ရတဲ့အထိကိုနယ်ပေးပါမယ်။ပြီးရင်တော့လက်နှစ်ဖက်နဲ့အခုလိုမျိုးလေးတွေပုံဖော်ပေးထားလိုက်ပါမယ်ဒါလေးကတော့စီတက်တဲ့အခါမှာထည့်ချက်မယ်ကြွနွေရမိုလေးရယ်ထီးမိုလေးရယ်မြစ်ပြုတ်လေးရယ်ကြက်သားတုံးလေးတွေရယ်ကြက်သွန်ဖြူလေးရယ်ပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုစချက်တော့မယ်နော်အရင်ဆုံးတကြားကိုစီတက်ပြီးတော့ကြက်သွန်ဖြူထောင်းထားတာလေးရယ်ပစွန်ကြောက်လေးရယ်ထည့်ပြီးတော့ပစွန်ကြောက်လေးတွေမှုေးလာတဲ့အထိစီတက်ပါမယ်ပြီးရင်တော့ကြက်သားတုံးထားတာလေးတွေထည့်လိုက်ပါမယ်ကြက်သားလေးတွေတင်းလာပြီဆိုတော့မှကြက်ပြုတ်ရည်လေးအနည်းငယ်ထည့်လိုက်ပါမယ်ပြီးရင်တော့အစင်သစ်လုပ်ထားတဲ့ကြွနွေရမိုလေးရယ်ထီးမိုလေးရယ်မြစ်ပြုတ်ကလေးရယ်ကိုထည့်ပြီးတော့မှစီတက်လိုက်ပါမယ်ပြီးရင်တော့အရသာအတွက်စားကြက်သားမုတ်ခရုစီပဲငံပြားကြီးကြာညိုးနဲ့တရုတ်မဆလာလေးတွေထည့်ပြီးတော့မှအရသာတမအောင်လို့တေချာလေးလုံးချက်ပေးပါမယ်အသားစီတက်ပြီးွားရည်ဆိုရင်တော့ပြုတ်ရည်ဦးတဲဖို့အတွက်ကြက်စွပ်ပြုတ်ရည်ပွက်ဆူတဲ့ကိုအာလူးလေးတွေကိုအရင်ဦးဆုံးထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ပြီးတော့မှစောစောနာစီတက်ထားတဲ့အသားလေးတွေနဲ့မှုလေးတွေမြစ်လေးတွေကိုမှလောင်းထည့်ပြီးတော့မှတမအောင်လို့မှွေပေးပါမယ်အာလူးလေးတွေကြက်ပြီးပွားတက်လာပြီဆိုတော့မှအရသာအပေါ်ငံလေးကိုမြည်ကြည့်ပြီးတော့လူတလူလေးထည့်ပြီးတော့နောက်ဆုံးငရုတ်ကောင်းမှုမွေးလေးဖြူပေးလိုက်ရင်တော့ပူပူနွေ့နွေ့အရသာရှိတဲ့အာလူးစွပ်ပြုတ်လေးရပါပြီ